အားလုံးပဲမင်္ဂလာပါ Explore with Jasmine Channel လေးကနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမနိုင်နိုင်စံနေရေးသားထားတဲ့ဘဝအတွက်လိုအပ်တဲ့အားစေးဆိုတဲ့စာအုပ်ထဲကနေမာတိကာဆက်တဲ့လူကိုနှွေးထွေးစေတဲ့စကားငါးခုကဲနောက်ဆုံးစကားအနေနဲ့နံပါတ်5စကားပြောရအခက်ဆုံးတဲ့သဘောထားကွဲလွဲမှုကိုအဖြေရှင်းနိုင်ဆုံးစကားတစ်ခွန်းမင်းပန်တာလည်းဖြစ်နိုင်ပါလေဒီလိုစကားတစ်ခွန်းကတိုက်ပွဲဝင်နေသူတယောက်ကိုလက်နဲ့ချခိုင်းသလိုပါပဲငင်းခုန်ရန်ဖြစ်ပွဲမှာအမားကိုဝန်ခံတာဟာအတော်မျက်နှာသာမဲ့စေတဲ့လုပ်ရက်တစ်ခုပါဒါပေမဲ့အခြေအနေတော်တော်များများမှာဒီလိုစကားတစ်ခွန်းကဒေါသကြောင့်တောင့်လောင်မဲ့မီးကိုအချိန်မီငြိမ်းစေနိုင်သလိုပွက်လောရိုက်နေတဲ့အုံနောက်ကိုလည်းခြုံငြိမ်းစေနိုင်သလိုချိန်ရွယ်ထားတဲ့လက်သီးကိုဖြေလျော့စေနိုင်သလိုကွဲပြားတဲ့အတွေးအမြင်တွေကိုတနေရာထဲမှာလည်းစုစုံစေနိုင်ပါတယ်ထိခိုက်ဒဏ်ရာနဲ့ဆုံးရှုံးမှုကိုကာကွယ်တားဆီးနိုင်သလိုပဲအဖွဲ့ရဲ့စီးလုံးခြင်းနဲ့တည်ငြိမ်ခြင်းကိုလည်းထိန်းချုပ်နိုင်ပါတယ်ကျမတို့ရဲ့နေ့တူဝါတွေမှာဒီလိုစကားတခွန်းကမိသားစုအငင်းပွားမှုတွေမှာပိုးပြီးအသုံးဝင်နေဒါလည်းမဟုတ်သေးဘူးလင်မယားကြားမှာကိစ္စသေးသေးမွှားမွှားနဲ့စကားများရန်ဖြစ်တဲ့အခါတကယ်လို့တယောက်ယောက်ကဒီစကားကိုအရင်ဆုံးပြောလိုက်ရင်သဘောထားကွဲလွဲမှုကိုလည်းရပ်တန့်စေနိုင်ပါတယ်နှစ်ဦးနှစ်ဖက်သွေးအေးသွားမှပြဿနာရဲ့အရေးအမြစ်ကိုရှာပြီးဖြေရှင်းနိုင်ကြပါတယ်အချင်းချင်းချစ်ကြိုက်လို့အတူတကွပေါင်းဖက်ကြပြီးတော့မှတော့ပြဿနာအသေးအမွှားနဲ့ဘာကြောင့်မြန်နှစ်ဦးနှစ်ဖက်ဒဏ်ရာရထိခိုက်အောင်ကျမတို့တွေပြောဆိုငင်းခုန်ကြနေအောင်ပါလေမင်းမှန်တာလည်းဖြစ်နိုင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းကလောကကြီးမှာဘယ်အရာကိုမှတော့မဆုံးရှုံးစေနိုင်ပါဘူးနောက်ထောင်ပြကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်